အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂျီမက်ဆိုဖြစ်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုမှာတော့ Fanny ရဲ့ game ကဘယ်လိုလုပ်လဲဆိုတာဒီဗီဒီယိုမှာကျွန်တော်တိကျလောက်အခုပြောပြပြသွားမှာဖြစ်ပါတယ်အဲဒါကြောင့် Fanny ဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာတခြားနားလည်အောင်လို့ဗီဒီယိုအစဆုံးတခြားလေးကြည့်ဖို့လိုပါတယ်နော်ကဲဒီတော့ဗီဒီယိုလေးစလိုက်အောင်ဒီဆုံးတီးထားမှာ Fanny ရဲ့ကျိုးကနှစ်ချောင်းပဲလုပ်ပါတယ်နော်ကျွန်တော်ပြောရရင်ကျိုးတစ်ချောင်းပြလိုက်တယ်ကွာအရှိကိုတိတဲ့သွားလူတိုင်းတီးပါရဲ့အဲ့ဒါတော့ကျိုးကိုဝီပုံစံပြည့်ကြည့်လိုက်မှာကွာ V ရဲ့စုံမကိုကြည့်စုံမရဲ့အလယ်မှာမြင်းလေးတစ်ချောင်းမြင်အောင်ကြည့်လိုက်မှာအဲ့မြင်းလေးအတိုင်းပဲတဲ့သွားမှာပေါ့နော်အဲ့ဒါကြောင့်ကျိုးကနှစ်ချောင်းပဲလုပ်တယ်လို့မှတ်ထားလိုက်ကွာနောက်တစ်ခုကကွေးတဲ့အချိန်ပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်တော့ဘယ်ဘက်ကိုကွေးမယ်ဆိုရင်ညာဘက်ကိုကျိုးအရင်ပြစ်မှရမယ်ပေါ့နော်ညာဘက်ကွေးမယ်ဆိုရင်ဘယ်ဘက်ကိုအရင်ပြစ်ရမယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့မကြည့်ဒီမှာကွာညာဘက်ကိုတစ်ချောင်းရင်ပြစ်လိုက်တယ်ကွာဘယ်ဘက်ကိုနောက်တစ်ချောင်းထပ်ပြစ်တယ်နောက်ထပ်ဘယ်ဘက်အနောက်ကိုကျိုးတစ်ချောင်းထပ်ပြစ်လိုက်မယ်အဲ့ဒါဘယ်ဘက်ကိုကွေးသွားမယ်တွေ့လားညာဘက်ကွေးမယ်ဆိုရင်လည်းအဲ့ဒီတိုင်းပဲဘယ်ဘက်ကိုတစ်ချောင်းပြစ်ပြီးရင်ညာဘက်ကိုတစ်ချောင်းထပ်ပြစ်ပြီးရင်ညာဘက်အနောက်ကိုတစ်ချောင်းထပ်ပြစ်အဲ့ဆိုညာဘက်ကွေးမယ်ကွာအဲ့လိုမှမဟုတ်ဘဲသုံးချောင်းရက်ကိုရှေ့ကိုပြစ်လဲရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲဘရိုကဖင်ရပြီးတော့ညာဘက်ကိုတစ်ချောင်းပြစ်မယ်ကွာဘယ်ဘက်ကိုတစ်ချောင်းထပ်ပြစ်တယ်ညာဘက်နောက်ဘက်ကိုတစ်ချောင်းထပ်ပြစ်မယ်ဆိုရင်နောက်ကိုပြောင်းလာမှာပါအဲ့ဒါကြောင့်ကိုခွေးမဲ့ပဲစက်ညင်ဘက်ကိုရင်ပြရမှာပေါ့နော်နောက်တစ်ခုကကိုရောက်ရှင်နေရမရောက်တာအဲ့ဒါကြတော့ကိုကျူးဆွဲတာနေရာမမှန်သေးလို့ပေါ့နော်ဘလို့မမှန်တာလဲဆိုရင်ဥပမာဘရိုကဒီတောင်းကိုသွားမယ်ကွာမှာညာဘက်တောင်းသွားကွာဒီဖေးလေးကိုလည်းကတ်ပြီးမှကွာဒီမဲ့ဒီလိုလေးဆွဲလိုက်တယ်ကွာအဲ့လိုဘေးကက်စရာမလို့တည်တကယ်ကြအလဲမနီလေးရတယ်ဒီမှာညာဘက်ပေါ်တောင်းကိုတောင်းအောင်လားဒါမှမဟုတ်ကျိုးနည်းနည်းလေးကားပြီးဆွဲမယ်ကွာဒီဒုတိယဆွဲမယ်ကျိုးကွာနည်းနည်းလေးကားပြီးဆွဲလိုက်မယ်ကွာ position နည်းနည်းယူပြီးဆွဲလိုက်မယ်ပေါ့ကဲတွေ့လားအဲ့မဲ့ဘေးကိုကတ်ပြီးဆွဲရမလို့ခုနလိုလူကိုနေရာထားပြီးချိန်ပြီးတော့ဆွဲရမလို့ဒုတိယကျိုးနည်းနည်းလေးကားပြီးဆွဲလိုက်ရင်အမှရောက်သွားနောက်တစ်ခုက wall spanner ပေါ့နော်အဲ့ဒါလူတော်များများသုံးပါတယ်အဲ့ဒါဘယ်နာပြပြသုံးလို့ရပါတယ်အဲ့ဒါ wall ရှိရင်အဲ့ဒါနိုင်ရန်ကိုကတ်ပြီး enemy ကိုအလွယ်လေးတက်လို့ရတယ်ကွာတချို့နေရာကြီးကျတော့ join step ကိုဆွဲမဲ့ပဲစက်ညင်ပဲလေးကိုဒီမျိုးတွေ့အဲ့လိုမျိုးလေး join step လေးကိုဆွဲပြီးတော့နော် Fanny ဆိုတဲ့ hero မျိုးက customer ကျူးဆွဲတဲ့အောင်လောင်းနဲ့ run မှာတော့ဆော့လို့မရသေးပါဘူးဝယ်အတွေ့အကြုံဆိုတာလည်းလိုပါသေးတယ်အဲ့ဒါကြောင့်မလို့ဆော့မယ်ဆိုရင်တော့ classic ကိုပဲအရင်ဆော့ဖို့ပြန်ပေးချင်ပါတယ်ကျွန်တော်အခုပြောပြသွားတာတွေ brother ကိုနားလိုက်မယ်လို့ထင်ပါတယ်နားမလဲသေးရင်နောက်တစ်ခါထပ်ကြည့်လိုက်ပေါ့ဗျာဒီဗီဒီယိုက brother တို့အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကဲဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကကြောက်ပါရောနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲbye byeပါ